ကျမဘယ်အချိန်မှာသတိလစ်သွားခဲ့လဲဆိုတာတော့မသိလိုက်ပါဘူးပြန်ပြီးသတိရလာတဲ့အချိန်မှာတော့အခန်းအပြင်ဘက်ကကလေးတွေရဲ့ငိုယိုအော်ဟစ်တန်တွေကြောင့်နိုးလာခဲ့တာပါဖေဖေသားတို့ကျန်းယူနေစီကိုမသွားချင်ဘူးသူကမိမိကိုဒုက္ခပေးတဲ့လူယုံမာမကြီးအခုလည်းအဖိုးကလူလွတ်ပြီးမိမိကိုရိုက်ခိုင်းနေပြီးသူကတေးတင်းတဲ့သူပါလို့သားဖြစ်သူကပြောနေတာကိုကြားလိုက်ရတဲ့အခါကျမရဲ့နှလုံးသားဟာအေးဆက်တောင့်တင်းသွားရပါတယ်အဲ့ဒီအချိန်မှာညီမဖြစ်သူကျန်းချင်းရန်ကကလေးတို့ကငယ်သေးတာမို့သူတို့မလာခြင်းရင်လည်းမလာပါစေနဲ့ရှင်နေမကောင်းတဲ့သူစီလာရင်ကလေးတွေစီယောဂကူးမှလည်းဆိုးရတယ်ဆိုပြီးကူချင်းရန်ကိုချုံ့မော့ပြောဆိုနေပြန်ပါတယ်ကျန်းချင်းရန်ကဆက်ပြီးဖေဖေနဲ့မေမေကမမကိုအိမ်စီကန်းတွေနဲ့အပြစ်ပေးနေတာကလည်းမမကိုယ်တိုင်ကမကြိုးစားလို့ပါအရင်ကလည်းဖေဖေတို့ကမမကိုပညာသင်ဆရာတယောက်နဲ့လက်ထပ်ပေးဖို့စီစဉ်ခဲ့သေးတယ်မလားဆိုပြီးကျမရဲ့အတိတ်ကနာကျင်စရာတွေကိုပြန်ဖော်ထုတ်နေပါတယ်ဦးချင်းရန်ကခိတတိတ်ဆိတ်သွားပြီးနောက်ဒါဆိုရင်လေကလေးတွေကိုမီရီနန်းဆောင်ကိုပဲပြန်ခေါ်သွားလိုက်တော့မင်းတို့အားလုံးရဲ့စိတ်ဆန္ဒတွေကိုငါသူ့စီကိုပြောပြလိုက်ပါမယ်ဒီတစ်ခါအဖြစ်ပေးခံရတာကသူ့ကိုတတိတရားရစီပြီးမင်းကိုကိုလေးစားလာအောင်သင်ခန်းစာပေးလိုက်မယ်လို့မျှော်လင့်ပါတယ်လို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်သူတို့ရဲ့စကားဝိုင်းကိုနားထောင်နေရင်ကျမရင်ထဲမှာအေးဆက်နေမိပါတယ်လွန်ခဲ့တဲ့နှစ်တွေကကျမရဲ့မိဘတွေကျမအတွက်ရွေးချယ်ပေးခဲ့တဲ့ပညာသင်ဆရာဆိုတာတကယ်တော့လူလူတစ်ယောက်ပါအဲ့ဒီလူကသူ့ရဲ့အရင်ဇနီးကိုလည်းရိုက်တက်ခဲ့တဲ့သူဖြစ်နေခဲ့တာကိုသူတို့အားလုံးကတိတိကြီးနဲ့ကျမကိုတွန်းပို့ခဲ့ကြတာပါကျမရဲ့မိဘတွေကကျမကိုသူနဲ့ပေးစားဖို့စ조사ခဲ့တာဟာကျမကိုထောင်ချထားသလိုမျိုးချုပ်ကင်ထားပြီးညီမဖြစ်သူကျန်းချင်းရန်ရဲ့လမ်းကြောင်းမှာအနှောင့်အယှက်မဖြစ်အောင်ဖယ်ရှားပစ်ချင်ခဲ့တာပဲဖြစ်ပါတယ်တကယ်လို့ system ကသာကျမကိုအဲ့ဒီလူတွေရဲ့လက်ထက်စာချုပ်ကိုရှာမပေးခဲ့ဘူးဆိုရင်ကျမသာလူကြားထဲမှာအရှက်မရှိလက်ထက်စာချုပ်ကိုကင်ပြီးကူချင်းရန်ကိုအတင်းကျပ်လက်ထက်မယူခဲ့ဘူးဆိုရင်ကျမဟာအဲ့ဒီလူရဲ့လက်ချက်နဲ့အစောကြီးကလေးကတေဆုံးနေလောက်ပါပြီအတိတ်ကိုပြန်စဉ်းစားနေတော့မှပဲကျမရဲ့ဦးခေါင်းထဲမှာပြင်းထန်တဲ့နာကျင်မှုတစ်ခုရုတ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီနာကျင်မှုကခွေးရိုင်းပေါင်းများစွာကကျမရဲ့အယိုးတွေကိုကိုက်ခဲဝါမျိုးနေတယ်လို့မျိုးတကယ်ကိုတီးမခံနိုင်တော့အောင်ပြင်းထန်လှပါတယ်။နာကျင်လွန်းလို့မျက်မှောင်တွေကုပ်နေရင်ကျမစနစ်ကိုမေးလိုက်မိပါတယ်။ System ကျမတကယ်ပဲနာကျင်လှကြည်လားကျမသေးဖို့ဘလောက်တောင်အချိန်လိုသေးလို့လဲစနစ်ကတော့အချိန်သိမ့်မကျန်တော့အကြောင်းနဲ့နောက်ထပ်3နာရီသားလို့တော့အကြောင်းပြန်ပြေပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုကုချင်းရန်ရောက်လာပြီးဘာလဲဘလောက်ကြာမှတေးမှလဲဟုတ်လားဆိုပြီးအေးဆက်ဆက်နဲ့မေးခွန်းထုတ်ပါတယ်သူကကျမခုတင်ပေးမှထိုင်ပြီးဆေးခွက်ကိုကင်ထားပေမဲ့မျက်နှာကတော့မပျော်မရွှင်ဖြစ်နေပါတယ်သူကကျမကိုအမြဲတမ်းအာယုံစိုက်ခံခြင်းလို့တေးခြင်းရောင်ဆောင်နေတယ်လို့ပဲထင်နေတော့မှကျမအားတင်းပြီးခုတင်ပေါ်ကနေထထိုင်လိုက်ပါတယ်ပြီးတော့သူ့ကိုစိုက်ကြည့်ရင်အတီပေါက်ပြောလိုက်မိတယ်ကုချင်းရန်ကျမတကယ်ကိုတေးတော့မှပါတဲ့အဲဒီနောက်မှာတော့ရှင်တို့၄ယောက်သားမိသားစုအစုံလင်နဲ့ပျော်ရွှင်စွာနေထိုင်နိုင်ပါပြီ။ကျမရှင်ကိုနောက်ထပ်ဘယ်တော့မှနှောင့်ယှက်မပေးတော့ပါဘူးလို့ကျမတီတီငိမ့်ငိမ့်ပဲပြောလိုက်ပါတယ်ပြီးတော့တကားဝကိုလက်ညှိုးထိုးပြပြီးရှင်ကိုမမြင်ကျင်တော့လို့အခုချက်ချင်းထွက်သွားပေးဖို့နှင်ထုတ်လိုက်ပါတယ်။အမြဲတမ်းသူ့နောက်ကိုတကောက်ကောက်လိုက်ပြီးသူ့ကိုပဲကောင်းကင်ကြီးလိုပိုးပွေခဲ့တဲ့ကျမစီကဒီလိုစကားမျိုးကြားလိုက်ရတဲ့အခါသူတကယ်ကိုအံ့အားသင့်သွားပါတယ်။တခါမှမမြင်ဘူးတဲ့အေးဆက်တဲ့ကျမရဲ့အကြည့်တွေကြောင့်သူခိတ္တမြမှင်သက်သွားခဲ့ရပါတယ်။ဒါပေမဲ့ခဏကြာမှတော့သူကကျမရဲ့ပခုံးနှစ်ဖက်ကိုအတင်းဆုပ်ကင်ပြီးမင်းမစကားတွေပြောနေတာလဲလို့ဒေါသတကြီးမေးခွန်းထုတ်ပါတယ်။ကျမကတော့သူ့မျက်လုံးကိုတဲ့စိုက်ကြည့်ပြီးရှင်ကျမကိုဘလောက်တောင်စိတ်ပြက်စရာကောင်းလဲဆိုတာထက်ခါတလဲလဲသတိပေးနေဖို့မလိုတော့ပါဘူးလို့တုံ့ပြန်လိုက်ပါတယ်။ရှင်ရောကလေးတွေရောကျမကိုဒီလောက်တောင်မုန်းနေကြပြီဆိုမှတော့အခုကစပြီးကျမတို့ပတ်သက်မှုတွေအားလုံးကိုအဆုံးသတ်လိုက်ကြရအောင်ရှင်မှတ်ထားပါရှင်ကိုကျမမလိုချင်တော့သလိုအဲ့ဒီကလေးနှစ်ယောက်ကိုလည်းကျမဆွန့်လွတ်လိုက်ပြီလို့ပြက်ပြက်သားသားပြောချလိုက်ပါတယ်ကျမစကားကြောင့်ဦးကျင်ရန်ရဲ့လက်တွေဟာတုံရင်လာပြီးစိတ်ထဲမှာလည်းနားမလည်နိုင်တဲ့စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်လာပါတယ်သူကအတန်ကိုတင်းမာအောင်ထိန်းထားရင်းငါတို့ကိုမလိုချင်ဘူးဆိုရင်မင်းကဘယ်ကိုသွားမှလဲလို့မေးပါတယ်မင်းသားစီကိုရောက်လာတဲ့နေ့ကလေးကမင်းရဲ့အသက်ရှင်ခြင်းနဲ့တေဆုံးခြင်းဟာငါတို့ကျမ်းမိသားစုနဲ့ပဲဆိုင်တယ်လို့သူကအာနာတန်နဲ့ပြောပါတယ်သူကကျမကိုသူ့အပိုင်ပစ္စည်းတစ်ခုလိုအမြဲတမ်းချုပ်ကင်ထားနိုင်မယ်လို့ထင်နေတော့မှာပဲ